လုံးပဲမင်္ဂလာပါကျွန်တော်နာမည်တော့အောင်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဆွေးနွေးသွားမယ့်အကြောင်းအရာလေးကတော့ကလေးများနဲ့ထိပ်ပြဖြစ်ခြင်းဆိုတဲ့ကောင်းတဲ့လေးပဲဖြစ်ပါတယ်ကလေးတွေကဘယ်အသက်အရွယ်စပြီးတော့ထိပ်ပြဖြတ်လို့ရလဲဆိုလို့ရှိရင်အသက်9နှစ်ကနေစပြီးတော့ထိပ်ပြဖြတ်လို့ရပါတယ်ကလေးတွေကအကြောက်တဲ့ကလေးတွေဆရာဝန်ကြောက်တဲ့ကလေးတွေဆိုရင်တော့အချိန်တစ်ခုစောင့်ပြီးတော့မှာပဲဖြတ်တင်ပါတယ်တကယ်လို့ကိုယ်ကလေးလေးကရုတ်တရက်စီးသွားတာစီးသွားတဲ့အချိန်မှာနားတယ်ကျင်တယ်ထိပ်ရည်ပြားလေးတစ်ဝိုက်ကလည်းနီးရဲပြီးတော့အနာလိုမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်တော့လိုအပ်လို့ရှိရင်တော့ဖြတ်တင်ပါတယ်တကယ်လို့ကလေးတွေမှာထိပ်ရည်ပြားဖြစ်ပေးခြင်းအပြင်ဒီစီလန်းကြောင်းနဲ့ပတ်သက်တဲ့ယောဂတွေအလွယ်တကူပေါ်တော့မဖြစ်ပွားစေနိုင်ပါဘူးနောက်တစ်ချက်ကကလေးတွေရဲ့အမျိုးသားအင်္ဂါဖွံ့ဖြိုးတိုးတက်မှုလည်းကောင်းမွန်စေပါတယ်ဟုတ်ကဲ့ပါတကယ်လို့သိချင်တာများရှိရင်လည်းကွန်မန့်မှာဝင်ရောက်မြင်မြန်တော့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်